ကိုကြီးတွေ့လာပြီကြောက်ရလားမသိဘူးနောက်မှပြစ်စလိုက်တော့မယ်နော်ဟာပဲနော်ငယ်မနေဖုန်းချနေဦးနေဘယ်နဲ့ဖုန်းပြောနေဟမ်တငယ်ချင်းနဲ့ပြောနေရပါကိုကြီးရဲ့တငယ်ချင်းနဲ့ဟုတ်နင်ပြောနေတဲ့လေဦးလေသိန်း flow ကတငယ်ချင်းနဲ့ပြောတဲ့ flow မဟုတ်ဘူးနင်ဘဲနဲ့ပြောနေရလားမဟုတ်ပါဘူးဘာလို့လဲတငယ်ချင်းနဲ့ပြောနေရလို့ပေးစံဟာ iPhone ဟဲ့အောင်မင်းဘာလို့လဲဘယ်ကောင်လဲဟမ်ငါကြောင့်ဘယ်လိုပတ်သက်လဲရောက်ဘယ်သူမှမဟုတ်ပါဘူးသမီးကစပယ်ပါကိုကြီးက KP ရဲ့အကူဆိုတာလားဟုတ်တာပဲမင်းသမီးဟာဟုတ်ပါတယ်အခုပြောနေတာ KP ရဲ့အကူပါဒါနဲ့ညီမလေးကစပယ်နော်အတန်လေးကချိုးနေတာပဲရုပ်ကလေးကလည်းအပြင်မှာတော်တော်လှမဲ့ပုံပဲနော်ဒါနဲ့စကားမဆက်ကိုတို့တွေအပြင်မှာစုံမှုလားအပြင်မှာတော့မစုံဘူးထင်တယ်ဒါပေမဲ့လေကိုကြီးကတော့သိတယ်အခုကိုသိတယ်စုံမှုတွေချီအောင်ပြင်မှာတွေ့ကြမယ်လေကိုတို့ဒိတ်ကြစုံရဲပါဘူးကြောက်တယ်မရတော့ဘူးကွာအသေးတွေရားနေပြီအခုဗီဒီယိုကောခေါ်လိုက်မယ်နော်အခုခေါ်လိုက်မယ်ဗီဒီယိုကောခေါ်လို့မရဘူးစပယ်ကောင်လေးရလေအဲ့လိုမျိုးတွေမကြိုက်ဘူးဘယ်ကြိုက်စရာမလိုဘူးလေစပယ်ကြိုက်ရင်ရပြီလေ